စိတ်ဆူတဲ့ယေဒနာကတိတ်တီးစားအများဆုံးလို့ပြောတယ်အမာကျော်ဆုံးအဲ့လိုပဲတခါတင်ငန်းမှာကထဲဝါဆိုတင်ငန်းလည်းကတ်တယ်ခရင်တင်ငန်းလည်းကတ်တယ်ဒါပေမဲ့တင်ငန်းတွေဘယ်လိုပဲကတ်ကထိန်တင်ငန်းကလူကွန်းရဖို့ရအခက်ခဲဆုံးပဲလူကွန်းခရင်တင်ငန်းတခုလူကွန်းရဖို့လားကျန်တဲ့တင်ငန်းတွေလူကွန်းရဖို့လွယ်မခရင်တင်ငန်းကိုအခုတကမိုင်းတို့တင်ငန်းပတ်စံစီဝါရေးစင်ပြီးသရာတရားရှိလို့ခုတင်ငန်းလူကျင်တခုလူရဒါပေမဲ့ခရင်တင်ငန်းကြလူတန်းခွင့်ရဖို့မလွယ်အချိန်အားဖြင့်ဒီတလားအတော်သွင်းမှာပဲလူတန်းခွင့်ရတယ်ဒါကြောင့်ယေဒနာမှာစိန်သင်္ကန်းမှာကထိန်ကျောင်းမှာကျော်သေအဲ့လိုစလို့ဒီဘုံကျောင်းတစ်ကျောင်းမှာတိမ်နှလုံးရှိမရှိဘူးအခုစလို့ဒီတိမ်ကျောင်းတော်ရင်စလို့စောင်းလုံးဆဲဖြစ်တယ်စောက်ပြီးသွားပြီစောက်ပြီးသွားကကြမှာနောက်တကားတယောက်ကအရှင်ဘုရားတပည့်တော်အရှင်ဘုရားကျောင်းတော်တိမ်တောင်းတော့တိမ်ကျောင်းတော်ဒီလူတန်းကြမှာလေလူတန်းလို့သူမှမရဘူးအခြားဆုံးသားကျောင်းလေးတန်ခါလေးအစာဦးကျောင်းလေးဘယ်လူကျောင်းမျိုးမဆိုစောက်လို့ရတယ်လာစောက်လို့လည်းပဲရတယ်ဒါပေမဲ့တိမ်ငါတော့ဘုံကျောင်းတစ်ကျောင်းမှာအခုဘုရားတဆူတည်ပြီးသွားပြီနောက်တစ်ခါတေကတော့ကတပည့်တော်ဘုရားတည်ကျင်ပါတယ်ဘုရားကျောင်းမှာတဆူဖို့ပေါ့ကျောင်းဝိုင်းကြည့်ရင်ကျအဆူတစ်ထောင်တစ်သောင်းတစ်သိန်းတည်လို့လည်းပဲရပါတယ်အဲ့တော့တိမ်သူရန်နဲ့ဆိုတာကဒီကျောင်းဒီတကူပညာရေးစင်တာဗုဒ္ဓမအတွက်တိမ်သူရန်နဲ့ဆိုတာဒီတစ်ချိန်ဒီတိမ်မပြီးခင်ဒါကနောက်ဆုံးပဲနောက်ထပ်ဒီတကူပညာရေးစင်တာမှာတိမ်အတွက်နောက်ထပ်တော့ဒီတိမ်ကျောင်းဆောင်ကြီးပြီးသွားရင်ထပ်ပြီးတော့လူတန်းခွင့်ဒကာမကြီးတို့ဘလို့မှမရအခြားကျောင်းတွေမှာသွားပြီးတော့လူရင်တော့လည်းပဲဒါကကြားအဲ့တော့တိမ်ဆိုလည်းအဲ့ဒီတိမ်ထဲမှာရဟန်းတော်တွေဘာလို့လို့ရလဲဆိုလို့ဆိုတွေကကတိန်ခင်းတာလည်းပဲဒီတိမ်ထဲမှာခင်းရတိမ်နဲ့ရှိရင်ကတိန်ခင်းလို့မရဘူးအဲ့တော့ဆိုတော့အရင်လေးအရင်တည်းကကတိန်ကျောင်းမှာကတိန်ခင်းတယ်ကတိန်ခင်းတယ်မခေါ်ပါဘူးအဲ့ဒါကတိန်တင်ကန်းလူတယ်ဦးဇင်းတော်ကဘာလုပ်ရလဲဆိုတော့အလူတန်းပြီးလို့ညနေကျမှညနန်းပေါ်ပြီးတော့ဒါနန်းကတိမ်ထဲမှာသွားပြီးတော့ဦးဇင်းတော်တွေကတိန်ခင်းရတယ်အဲ့ဒါကတိန်ခင်းရလည်းပဲဘယ်မှာခင်းရလဲဆိုတော့ဒီတိမ်ထဲမှာပဲကတိန်ခင်းလို့ရတယ်အခြားနေရာမှာကတိန်ခင်းလို့လောကတိမ်မရှိတဲ့နေရာမှာဘယ်နေရာမှာဆိုကတိန်ခင်းလို့မရဘူးဒီလိုတော်မသဘာနေကြောင်းလေးမှာကတိန်ခင်းတယ်ဆိုတာအဲ့ဒါကတိန်လှူတာပြီးတော့မှဘုန်းကြီးကတိမ်ရှိတဲ့ကြောင်းဝါပြီးတော့ဒါကတိန်ခင်းရနောက်တစ်ခါယဟန်တို့တွေကရင်ခင်းတာလည်းပဲတိမ်ထဲမှာယဟန်ခံရင်လည်းပဲတိမ်ထဲမှာဒါယဟန်ခံရပါတယ်နောက်တစ်ခါကျတော့ဥပုပ်ပြုလူတွေမှာလည်းပဲဒကမကြီးတို့လာစမ်းလာစုပ်လာပြီးလာွယ်တယ်